ကျမတို့နေထိုင်တဲ့သဘာဝပတ်ဝန်းကျင်ဟာဆိုရင်တော့ထူးခြားအံ့ဩဖွယ်ရာတွေနဲ့ပြည့်နှက်နေပါတယ်။ကမ္ဘာကြီးမှာနေထိုင်ကြတဲ့သက်ရှိသတ္တဝါတိုင်းမှာပင်ကိုထူးခြားတဲ့လက္ခဏာတွေရှိတတ်ကြပါတယ်နော်။ဒီလိုသတ္တဝါတွေတရားမှာဥကြိုပါတဲ့သတ္တဝါတွေကလည်းအပါဝင်ပါပဲရှင်။ဒီကနေ့ top မြန်မာဗီဒီယိုမှာဆိုရင်တော့ဥကြိုပါတဲ့သတ္တဝါတွေထဲကအကြီးဆုံးဥကြိုတွေကိုပိုင်ဆိုင်ထားတဲ့အကောင်လေးတွေကိုဖော်ပြပေးသွားမှာပါ။ဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပါလားရှင်။ subscribe နဲ့ခေါင်းလောင်းလေးမနှိပ်ရသေးတော့နှိပ်ပြီးတော့အားပေးသွားကြပါအောင်နော်။ကျေးဇူးပါစလိုက်ပါပြီ။ကျမကတော့ခိုင်ပါရှင်။ Rasputin ဆိုတဲ့စိတ်ဟာသူ့ရဲ့ကြီးမားလာတဲ့ဂျိုတွေကြောင့်နာမည်ကျော်ပါတယ်။သူဟာဆိုရင်တော့ Velix 11နဲ့စိတ်မျိုးဖြစ်နေပြီးတော့ Australia နိုင်ငံမှာနေထိုင်တာပါ။11နဲ့စိတ်တွေကို Switzerland, Australia, Italy နဲ့ Germany နိုင်ငံတွေမှာအများဆုံးမွေးမြူကြပြီးအသားနဲ့နှုတ်တွေကိုအဓိကအသုံးပြုကြတာပါ။ဒီ11နဲ့စိတ်တွေကိုသူ့ရဲ့ပိုင်ရှင်ဖြစ်တဲ့ Martin Pikarek ဆိုတာက2012ခုနှစ်မှာဝယ်ယူခဲ့တာဖြစ်ပါတယ်။စိတ်ရဲ့နာမည်ကိုတော့ရုရှားဇာဘင်ရဲ့အကြံပေးဖြစ်တဲ့ Rasputin ကိုတင်စားပြီးတော့ပေးပစ်ခဲ့တာပါ။သူ့ရဲ့စိတ်ဟာလည်း Rasputin လိုပဲမုတ်စိတ်မွေးတွေရှိနေတာကြောင့်ထင်ပါတယ်နော်။ 11နဲ့စိတ်တွေရဲ့အမွှေးဟာအရှေ့ပိုင်းမှာမဲကြပြီးတော့အနောက်ပိုင်းမှာတော့ဖြူကြပါတယ်။ Rasputin ဟာဆိုရင်တော့သူ့ရဲ့ဂျိုကြီးကြောင့်ပဲအင်တာနက်တွေပေါ်မှာနာမည်ကြီးပါတယ်။သူ့ရဲ့ဂျိုကတော့ဘဲညာအကွာဝေး4 ပေ 5 လက်မခန့်ရှိပါတယ်ရှင်။သူဟာ2019ခုနှစ်မှာဥကြိုအကြီးဆုံးစိတ်အနေနဲ့ Granite မှတ်တမ်းဝင်ခဲ့တာပါ။ဩစတြေးလျနိုင်ငံကခြံလေးထဲမှာအီးစားဖြစ်တဲ့သူလီလီဆိုတဲ့စိတ်မလေးနဲ့နေထိုင်ပြီး Lucky ဆိုတဲ့စိတ်သားလေးတစ်ကောင်ထွန်းကားခဲ့ပါတယ်။တချို့သူတွေတော့ကျွန်မမပြောတော့ပါဘူးနော်။ Bithong Sheep ဥကြိုကြီးတဲ့သူမြောက်အမေရိကတိုက်ရဲ့တောင်တန်းတွေမှာနေထိုင်ကြပြီးတော့ဥကြိုကြီးတဲ့အကောင်တွေထဲမှာပါဝင်ကြပါတယ်။အဓိကအနေနဲ့အထီးတွေရဲ့ဂျိုဟာပိုကြီးကြပြီးပေါင်30အထိလေးလံကြတာပါ။ဒါဟာအရွယ်ရောက်စခွေးလေးတစ်ကောင်ကိုတည်ယူတာနဲ့တူပါတယ်။သူတို့တွေရဲ့ဂျိုဟာဆိုရင်တော့3ပေအထိရှိနိုင်ပြီးအထီးတွေအတွက်အလွန်ကိုအသုံးဝင်ကြပါတယ်။အထီးတွေကမိတ်လိုက်ရာသီတွေမှာအမောက်တွေကိုဆွဲဆောင်နိုင်ဖို့အတွက်တကောင်နဲ့တကောင်ခေါင်းတိုက်ပြီးတော့တိုက်ခိုက်တတ်ကြပါတယ်။ခွန်အားဆန်းကြတာဖြစ်နေပြီးအတန်မာဆုံးအကောင်ဟာအမောက်ရဲ့စိတ်ဝင်စားမှုကိုရကြပါတယ်။ကျမတို့လူသားတွေမှာလည်းဒီလိုဒလေးလေးတွေရှိကြပါတယ်။ဒါပေမဲ့သိုးတွေလိုတော့ခေါင်းမတိုက်ကြပါဘူးနော်။ Ankoli Noir ရီဟာဆိုရင်တော့အာဖရိကအလယ်ပိုင်းမှာမွေးမြူကြတဲ့နွားတွေပါကြီးမားတဲ့ဥကြိုတွေရှိကြပြီးအာဖရိကတိုက်မှာကျက်စားတဲ့ဆန်ကားဆိုတဲ့နွားမျိုးစိတ်ထဲမှာပါဝင်ကြပါတယ်အမေရိကန်ကမျိုးစိတ်တွေဟာဆိုရင်တော့အန်ကိုလီဝါတူစီလို့ခေါ်ကြတာပါအန်ကိုလီနွားမျိုးစိတ်ထဲမှာပါဝင်ကြပြီးတော့ဥရောပကတရိတ်ဆန်ယုံတွေကနေ1920ပြည့်နှစ်ခန့်ကစပြီးတင်သွင်းခဲ့ကြတာဖြစ်ပါတယ်သူတို့ဂျိုရီရဲ့ဘဲညာအကွာဝေးဟာဆိုရင်တော့10 ပေနီးပါးထိကျင်းနိုင်ပါတယ်နော်ဂျိုရီရဲ့အရောင်ကအနက်အဖြူနဲ့အညိုတို့ပြင်3ရောင်စလုံးပါဝင်တာတွေလည်းရှိပါတယ်။ပုံမှန်အနေနဲ့ဆိုရင်တော့သူတို့ဂျိုရီရဲ့အရောင်ဟာနီညိုရောင်တွေပါ။2004ခုနှစ် Granite မှတ်တမ်းတွေအရ CD Woody ဆိုတဲ့နွားဟာ3 ပေ 4 လက်မရှိတဲ့ဥကြိုကိုပိုင်ဆိုင်ထားပြီးတော့ Lang ဆိုတဲ့နွားကတော့3 ပေ 1 လက်မရှိတဲ့ဂျိုကိုပိုင်ဆိုင်ထားပါတယ်ရှင်။ Macaulay တွေဟာဆိုရင်တော့တောင်အာရှဒေသကတောင်တန်းတွေနဲ့အလယ်အာရှဒေသတွေမှာကျက်စားကြပါတယ်။ပါကစ္စတန်နိုင်ငံရဲ့အမျိုးသားအကောင်ဖြစ်နေပြီးတော့အရွယ်ရောက်ပြီးတော့မာခေါစိတ်တွေဟာ6ပေခန့်ထိမြင်နိုင်ပါတယ်။သူတို့တွေရဲ့ဂျိုဟာဆိုရင်တော့စိတ်မျိုးစိတ်တွေထဲမှာအကြီးဆုံးဖြစ်နေပြီး9ပေထိတောင်မှရှိနိုင်ပါတယ်။တန်မန်ဂျိုနဲ့မတူကြဘဲနဲ့တွန့်လိန်နေတဲ့ပုံစံရှိတာကြောင့်မာခေါစိတ်တွေကိုဂျိုလိန်စိတ်လို့လည်းခေါ်ကြပါသေးတယ်။သူတို့ရဲ့ဂျိုဟာအလှနေနဲ့မဟုတ်ဘဲနဲ့နေထိုင်နေတဲ့ပတ်ဝန်းကျင်တန်းတွေကိုခံနိုင်မှုအတွက်ပါဝင်ကြတာပါ။သူတို့တွေကိုပေ2000ကနေ1100အမြင့်နဲ့တောင်တန်းတွေမှာတွေ့နိုင်ပါတယ်ရှင်။ Jafra Badi ကျွဲတွေကိုအိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတွေမှာမွေးမြူကြပါတယ်။အိန္ဒိယနိုင်ငံဂူဂျာရက်ပြည်နယ်ကကျွဲမျိုးစိတ်ဖြစ်နေပြီးအာရှကျွဲမျိုးစိတ်တွေထဲမှာဒုတိယအကြီးဆုံးမျိုးစိတ်တွေပါ။သူတို့ရဲ့ဂျိုရီယာဆိုရင်လည်းကြီးမားကြပြီးတော့ဘဲညာအကွာဝေးအနေနဲ့6 ပေအထိကျနိုင်ပါတယ်။ခန္ဓာကိုယ်လည်းကြီးမားကြတာကြောင့်ကြမ်းတမ်းတဲ့မြေပြင်တွေမှာလဲဆိုင်ဖို့နဲ့ပို့ဆောင်ရေးတွေမှာကောင်းကောင်းအသုံးပြုလို့ရပါတယ်။သူတို့ရဲ့ဂျိုရီယာဆိုရင်တော့ကာကွယ်ဖို့နဲ့အမောက်တွေကိုဆွဲဆောင်မှုအတွက်ပါဝင်ကြတာပါ။ Jafra Badi ကျွဲအမတွေကိုတော့နှုတ်အတွက်မွေးမြူကြပြီးအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့အတွက်နှုတ်ထွက်ပစ္စည်းတွေကိုဒီနွားတွေကနေရရှိကြတာဖြစ်ပါတယ်ရှင်။ဥကြို3ခုပါတဲ့နွားတွေကဥကြို2ခုသာပါဝင်ကြပေမဲ့လို့ဒီနွားကတော့ဥကြို3ခုပါဝင်နေပါတယ်။ထိုးကြတဲ့ဖြစ်စဉ်မျိုးဖြစ်နေပြီးတော့ဒီနွားမျိုးစိတ်ကဆိုရင်တော့အန်ကိုလီနွားမျိုးစိတ်ဖြစ်ပါတယ်။ယူဂန်ဒါနိုင်ငံမှာတွေ့ရှိရပြီးတော့2018ခုနှစ်ကလူမှုကွန်ရက်ပေါ်မှာနာမည်ကျော်သွားခဲ့တာပါ။တချို့ကတော့သူတို့ရဲ့အမြင်တွေကိုပြောကြပြီးအများစုကတော့ unicorn ကောင်လေးလို့ပြောကြပါတယ်။ဒီလိုဖြစ်စရာဆိုရင်တော့ရှားပါလာတာကြောင့်ပိုင်ရှင်ဟာလည်းဂရုတစိုက်နဲ့မွေးမြူထားပါတယ်ရှင်။ Sable တရေ
Sable တရေရီဟာဆိုရင်တော့အာဖရိကတိုက်မှာကျဆားကြတဲ့တရေအမျိုးအစားတွေဖြစ်နေပြီးတရေကောင်ကြီးမျိုးတွေဖြစ်ပါတယ်။အာဖရိကတိုက်အရှေ့တောင်ပိုင်းကဆဗာနာမြက်ခင်းပြင်တွေမှာအဓိကတွေ့ရတတ်တာပါ။6ပေခန့်အမြင့်ရှိကြပြီးတော့သူတို့တွေရဲ့ဂျိုတွေဟာချွန်ထက်နေကြပါတယ်။ Sable တရေရီဟာဆိုရင်တော့အထီးရောက်မှပါဥဂျိုတွေရှိကြပြီးဥဂျိုဟာအရေးအဝိုင်းတွေပါဝင်ကြပါတယ်။ခေါင်းကနေအနောက်ကိုကွေးသွားတဲ့ဥဂျိုတွေဖြစ်နေပြီးအထီးတွေကတော့65လက်မအထိရှိကြတာပါ။အမရီရဲ့ဥဂျိုဟာအထီးတွေထက်အနည်းငယ်တိုးတက်ပြီးတော့လက်မ40ခန့်သာရှိပါတယ်။အထီရီယာဒီဥဂျိုကိုတိုက်ခိုက်ဖို့နဲ့ကာကွယ်ဖို့အတွက်အသုံးပြုကြပါတယ်။အရွယ်ရောက်ပြီးဒီယေရီယာဆိုရင်တော့6ပေခန့်ထိမြင့်ကြပြီးဥဂျိုဟာလည်းချွန်ထက်တာကြောင့်ချိန်သေးလိုသားရဲတွေတောင်ဒီဒီယေရီကိုတိတ်ပြီးတော့မထိုက်ခဲ့တတ်ကြပါဘူးရှင်။ကူဒူဒီယေကြီးမျိုးကူဒူဒီယေရီယာဆိုရင်တော့ Trichyla bass Strepsisaurus မျိုးစိတ်တွေဖြစ်နေပြီးတော့အာဖရိကတိုက်တောင်ပိုင်းမှာကျဆားကြတာပါ။တရေကောင်ကြီးမျိုးတွေဖြစ်နေပြီးတော့ခန္ဓာကိုယ်မှာအဖြူအောင်အစင်းချောင်းလေးတွေပါကြပါတယ်။အရွယ်ရောက်ပြီးတဲ့အထီးအားဆိုရင်တော့9ပေ17လက်မအထိအမြင့်ရှိကြပြီးပေါင်600ကနေ900အထိအလေးချိန်ရှိကြတာပါ။သူတို့ရဲ့ဂျိုဟာဆိုရင်တော့မာခေါစိတ်တွေလိုပဲလိန်နေကြတာဖြစ်ပါတယ်။အထီးတွေရဲ့ဂျိုတွေက6ပေခန့်အထိရှင်းနိုင်ကြပြီးအမရီကတော့ဂျိုတိုလေးသာရှိကြတာပါ။အထီးတွေကသူတို့ရဲ့ဂျိုတွေကိုမိတ်လိုက်တဲ့ရာသီမှာအမရီကိုဆွဲဆောင်ဖို့နဲ့အထီးချင်းချင်းတိုက်ခိုက်ဖို့အတွက်အသုံးပြုကြတာပါ။အာဖရိကတိုင်းအလဲပိုင်းမှာရှိတဲ့ကူဒူဒီယေရီဟာအလွန်ကြုံအမဲလိုက်မှုတွေကြောင့်အကောင့်ရည်တဖြည်းဖြည်းနဲ့ရော့ကျလာနေပါပြီရှင်။အာဖရိကကျွဲတွေဟာကမ္ဘာပေါ်ကကျွဲမျိုးစိတ်တွေထဲမှာအကြီးဆုံးကျွဲတွေပဲဖြစ်ပါတယ်။တားပေါက်တွေကနေညိုရောင်ရှိကြပြီးအကောင်ကြီးတွေကတော့အနက်ရောင်နဲ့မိကိုရင်ရောင်တွေဖြစ်ကြပါတယ်။9ပေခွဲအမြင့်ရှိကြပြီးတော့အရှည်အနေနဲ့17ပေခန့်ရှိကြတာပါ။သူတို့ရဲ့နှစ်ဖူးမှာအလုံးငုံမာတဲ့ဂျိုးအခြေခံရှိကြပြီးအဲ့ဒီအခြေကနေပြီးတော့ဂျိုးဟာထွက်လာကြပါတယ်။ပုံမှန်အနေနဲ့ဥကြုံနှစ်ဖက်အကျိဟာဆိုရင်တော့3ပေခန့်ရှိကြပြီးတချို့ကောင်ကြီးတွေမှာဆိုရင်တော့6ပေနီးပါးရှိကြပါတယ်။လာရောက်တိုက်ခိုက်တဲ့တားရဲရီကိုလည်းပြန်လည်ခုခံနိုင်စွမ်းရှိကြပါတယ်။အမရီရဲ့ကိုဝင်ဆောင်ချိန်ဟာရပ်ပေါင်း300ကျော်ကြာပြီးတော့တစ်နှစ်မှတစ်ကောင်သာမွေးကြပါတဲ့ရှင်။ကျန်းတွေဟာဆိုရင်တော့အကောင်ကြီးမျိုးတွေဖြစ်ကြပြီးတော့အာဖရိကတိုင်းနဲ့အာရှတိုက်တွေမှာတွေ့နိုင်ပါတယ်။ကျန်းမျိုးစိတ်တွေကိုအဓိကအနေနဲ့9မျိုးတွေ့ရှိရပြီးအာဖရိကတိုင်းမှာဆိုရင်တော့ကျန်းဖြူနဲ့ကျန်းမဲတို့နေထိုင်ပါတယ်။ကျမတို့ရဲ့အာရှတိုင်းမှာဆိုရင်တော့အိန္ဒိယကျန်း၊ဂျာဗာကျန်းနဲ့ဆူမာထရာကျန်းတို့နေထိုင်ကြပါတယ်။အာရှတိုက်ကကျန်းတွေဟာအာဖရိကကျန်းတွေထက်ဂျိုးပိုပြီးတော့သေးကြတာပါ။အာဖရိကတိုင်းမှာဆိုရင်တော့ကျန်းဖြူတွေရဲ့ဂျိုးဟာပိုရှိကြပြီး3ပေခန့်ထိရှိတတ်ကြပါတယ်။သွေးနဲ့ဂျိုတွေကိုဆေးဖော်ဆက်တဲ့နေရာမှာအသုံးပြုကြတာကြောင့်ကျန်းတွေဟာလူသားတွေရဲ့အမဲလိုက်မှုတွေကိုခံစားကြရပါတယ်။ဒါကြောင့်ကမ္ဘာပေါ်မှာကျန်းမျိုးစိတ်အများပြားဟာဆိုရင်တော့မျိုးတုံးပြောက်ကွယ်မှုအန်ဒီရီနဲ့ရင်ဆိုင်နေရပါတယ်။ကျန်းမျိုးစိတ်တွေထဲမှာမျိုးတုံးပြောက်ကွယ်သွားပြီလို့ယူဆလို့ရတဲ့မျိုးစိတ်ကတော့အာဖရိကမြောက်ပိုင်းကျန်းပြူတွေပါပဲ။မြောက်ပိုင်းကျန်းပြူတွေဟာအမနှကောင်သာကျန်းရှိတော့တာဖြစ်နေပြီးတကောင်နဲ့ကျန်းရှိတဲ့အထိဟာ2018ခုနှစ်ကကွယ်လွန်သွားခဲ့ပါတယ်။မြောက်ပိုင်းကျန်းပြူတွေဟာဆိုရင်တော့အားလုံးမသေးဆုံးသေးပေမဲ့မျိုးပွားနိုင်စရာမရှိတော့တာကြောင့်မျိုးတုံးသွားပြီလို့မှတ်ယူနိုင်ပါတယ်။ Ibexစိတ်တွေဟာဆိုရင်တော့ဥရောပအာဖရိကနဲ့အာရှတိုက်တွေမှာကျန်လဲကျဆားကြပြီးတောင်ကုန်းတောင်တန်းနဲ့ကြောက်တောင်တွေမှာသာနေထိုင်ကြတာပါအမရီရဲ့ဂျိုဟာသိငယ်တတ်ကြပေမဲ့လို့အထီရီကတော့၄ပေထိရှိတတ်ကြပါတယ်တောင်စရိုင်းမျိုးစားဖြစ်နေပြီးတော့အာရှ Ibex, Alpine Ibex, Spain Ibex, New Zealand Ibex, Ethiopia Ibex နဲ့တောင်စရိုင်းဆိုပြီးတော့မျိုးစိတ်များပြားရှိကြတာပါအထီရီကတခြားသုံးတဲ့စိတ်တွေလိုပဲသူတို့ရဲ့ဂျိုတွေကိုအမရီကိုဆွဲဆောင်ဖို့အတွက်သုံးပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ဟာပြန်များအနေနဲ့၄ပေခန့်မြင့်ကြပြီးတော့ပေါင်120ခန့်ရှိကြတာပါAlpine Ibex စိတ်တွေတော့အမြင့်ပေ1000ကျော်တဲ့တောင်တွေပေါ်မှာတွေ့ရပါတယ်ရှင်။ Simcha Oryx တရေ Oryx တရေတွေကိုတော့အာရေဗျကျွန်းဆွေအာဖရိကဥကြိုဒေသနဲ့အာဖရိကတိုက်တောင်ပိုင်းတို့မှာတွေ့ရတတ်ပါတယ်။ Simcha Oryx တရေကအာရေဗျ Oryx တရေအရှေ့အာဖရိက Oryx တရေနဲ့တောင်အာဖရိက Oryx တရေတို့ဟာ Oryx တရေရဲ့မျိုးစိတ်တွေပဲဖြစ်ပါတယ်။ဒီထရမှာ Simcha Oryx တရေတွေတော့နိုင်ငံတချို့ကတရိတ်ဆိုင်ရုံတွေမှာတွေ့နိုင်ပေမဲ့တောတွင်းတွေမှာတော့သဘာဝအတိုင်းမတွေ့ရနိုင်တော့ပါဘူးရှင်။ Simcha တရေရဲ့နာမည်ကတော့သူတို့ရဲ့ဂျိုကနေရလာတာပါ။သူတို့ရဲ့ဂျိုဟာအာရန်နဲ့တောင်အာရှဒေသမှာအသုံးပြုတဲ့ Simcha တကောင်းနဲ့ဆင်တူတာကြောင့် Simcha တရေလို့နာမည်တွင်လာခဲ့တာဖြစ်ပါတယ်။3ပေကျော်မြင့်ပြီးတော့အလေးချိန်အနေနဲ့တော့ပေါင်400ခန့်ရှိကြပါတယ်။သူတို့ရဲ့ဂျိုတွေဟာ3ပေကျော်ရှိကသေးသွယ်ပြီးတော့ချွန်ထက်ကြပါတယ်ရှင်။ Muflon
မူဖလုံတိုးရီယာဆိုရင်တော့ဒီကနေ့ခေတ်တိုးရီရဲ့ဘိုးဘေးတွေပါ Caspian ဒေသကဖြစ်တဲ့တူရကီအီရန်နဲ့အာမေးနီးယားနိုင်ငံတွေမှာအဓိကတွေ့ရှိရပြီးဥရောပတိုင်းမှာလည်းနေထိုင်ကျစားကြတာပါသူတို့ရဲ့ဂျိုရီယာလှပတဲ့ကောက်ကြောင်းတွေနဲ့ဖြစ်တည်နေကြပြီး33လမ်းမအထိရှည်တက်ကြပါတယ်ဂျိုရီကိုတခြားစိတ်နဲ့တိုးရီလိုပဲမိတ်လိုက်ရာသီမှာအထီးချင်းချင်းတိုက်ခိုက်ဖို့အတွက်အသုံးပြုကြတာပါသူတို့ရဲ့ခန္ဓာကိုယ်က၄ပေခန့်ထိအမြင့်ရှိတတ်ကြပြီးအလေးချိန်အနေနဲ့ပေါင်120ခန့်ရှိပါတယ်ရှင်အာရှကျွေးရီယာဆိုရင်တော့ကျမတို့တွေနဲ့မစိမ်းကြတဲ့တပ်တော်တွေပါလေယာလုပ်ငန်းနဲ့တက်ထုတ်လုပ်ရေးတွေမှာအသုံးပြုတတ်ကြပြီးရင်ပါအောင်မွေးမြူထားကြပါတယ်တချို့သောကျွဲတွေကိုတော့တော်ရင်းဒေသမှာတဘာဘာတိုင်းတွေ့နိုင်ပါသေးတယ်အာရှကျွဲရီယာအာဖရိကကျွဲရီလောက်မကြီးမားကြပေမဲ့လို့6ပေအမြင့်ထိရှိတတ်ကြတာပါဒါအပြင်သူတို့တွေရဲ့ဂျိုရီဟာလည်းဘဲညာကျဲ6ပေခန့်ရှိနိုင်ကြပါသေးတယ်ကျွဲဂျိုတွေကိုဘိန်းနဲ့အခြားအဆင့်တစားတွေဖြစ်နေလေအသုံးပြုကြပါသေးတယ်ရှင်Adas တရေတွေကိုတရေပြူလို့လဲခေါ်ကြပါသေးတယ်။အာဖရိကတိုက်မှာကျန်လဲကျဆားကြပေမဲ့မျိုးတုံးမှုအန်ဒီတွေကိုကြီးကြီးမားမားရင်ဆိုင်နေရပါတယ်။သူတို့တွေရဲ့ဂျိုဟာလင်ကောက်နေပြီးအထီးနဲ့အမနှစ်မျိုးစလုံးမှာပါရှိကြတာပါ။လေးပင်နီးပါးရှိတဲ့ဂျိုတွေကိုပိုင်ဆိုင်ထားကြပြီးတော့အမောက်တွေကတော့အထီးတွေထက်အနည်းငယ်ပို့ပြီးတော့တိုးကြပါတယ်။တရေပြူတွေကသူတို့ရဲ့လှပတဲ့ဂျိုတွေကြောင့်အမဲလိုက်ခင်ရတတ်ပါတယ်။ခြေထောက်တွေကလည်းတိုးကြတာကြောင့်တခြားတရေတွေလိုမျိုးအမြင်မပြေးနိုင်ကြပါဘူး။တရေပြူတွေရဲ့ထူးခြားတဲ့လက္ခဏာကတော့သူတို့ရဲ့အယောင်ပါ။ဆောင်းရာသီမှာအညိုရောင်ပြောင်းသွားတတ်ပြီးနွေရာသီမှာတော့အဖြူရောင်ဖြစ်နေရှိနေကြပါတယ်။သူတို့တွေရဲ့မျက်နှာကလည်းအိတ်စတန်အဖြူရောင်အမွှေးခွက်တွေပါရှိကြပါတယ်ရှင်။ Texas ဦးချိုရှေနွား Texas ဂျိုရှေနွားရီဟာဆိုရင်တော့အမေရိကန်နိုင်ငံ Texas ပြည်နယ်မှာမွေးမြူကြတဲ့နွားမျိုးတွေပဲဖြစ်ပါတယ်။ဒီနွားတွေကို1500ပြည့်နှစ်ခန့်မှာစပိန်တွေကအမေရိကန်ကိုတင်လာခဲ့ကြတာပါ။ Texas ဂျိုရှေနွားရီဟာဆိုရင်တော့မျိုးစိတ်တစ်ခုလို့ဆိုပေမဲ့တခြားနွားမျိုးစိတ်တွေနဲ့ပေါင်းစပ်မှုတွေကြောင့်ဖြစ်လာရတာပါ။ဥရောပကိုကိုလိုနီနယ်ကျဲသမားတွေကအမေရိကန်ကိုနွားတွေတည်ဆောင်လာခဲ့ကြပေမဲ့တချို့ကတော့ခြံတွေကနေထွက်ပြေးလွတ်မြောက်သွားကြပါတယ်။ရာဇဝနဲ့ချေချာမြင့်လာတဲ့ချိန်မှာတော့ဒီနွားတွေဟာတခြားနွားမျိုးစိတ်တွေနဲ့ရောရှက်သွားခဲ့ကြပြီးဥကြိုတွေလည်းရှေ့ထွက်လာခဲ့ကြတာပါ။သူတို့တွေရဲ့ဂျိုဟာ10ပေခန့်ထိအကျယ်ရှိနေပြီးတော့ဂျိုအရှိဆုံးကျွဲနွားမျိုးစိတ်တွေထဲမှာတော့ Texas ဂျိုရွှေနွားတွေကဥဆောင်နေကြပါတယ်ရှင်။ဒီနေ့ရထောက်မြန်မာမှာဆိုရင်တော့ဥကြိုကြီးတွေရှိကြတဲ့အကောင်လေးတွေအကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်နေ့တွေမှာဆိုရင်လည်းတခြားဗဟုသုတရပွဲအကြောင်းအရာတွေကိုဆက်လက်ထုံးလင်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ထောက်မြန်မာ channel လေးကိုဆက်လက်ချစ်ခင်အားပေးကြပါအောင်လို့ပြောကြရင်းနဲ့နှုတ်ဆက်ပေးရစေ။နောက်တစ်ခါမှပြန်လည်ဆုံတွေ့ကြပါပေါ့နော်။ Bye bye